ကဲအားလုံးပဲမင်္ဂလာပါဗျာနော်ကဲအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးကင်းလေးဖြစ်ကြပါစေအားလုံးပဲမင်္ဂလာရှိသောနေ့လေးပါဗျာနော်ကဲတော့ထုံးစံတိုင်းပဲပေါ့နော်အခုဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့ညနေ4နာရီခွဲစီမှာထပ်မံပြီးတော့စော်ကစားမယ့်ကဏ္ဍလေးတွေကိုကိုမရီအတွက်လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်အားပေးနေတဲ့ကြည့်ရှုအားပေးနေကြတဲ့ကိုမရီအားလုံးကပေါ့နော်တဦးတယောက်မကျန်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစာဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုနော်အခုဒီဗီဒီယိုဖိုင်လေးတွေကကိုမတွေဗာလေးတွေပြင်ပြီးရရှိသွားမလဲဆိုရင်ကျွန်တော်တို့ဒီညနေ4နာရီခွဲစီမှာစော်ကစားမဲ့ကျွန်တော် main ရောကွက်ကလေးတွေကဗာလေးတွေရှိမယ်เนาะတကွက်ကောင်းလေးတွေကဗာလေးတွေထိုးရမယ်ဒါလေးတွေကိုပြန်လည်ပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမတွေအားလုံးကကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားအဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်ကိုမတွေအတွက်เนาะညနေစီမှာစော်ကစားမဲ့ဝမ်းချင်းလုံးပိုင်လေးတွေတကွက်ကောင်းလေးတွေကိုကျွန်တော်ဘက်ကရင်ကိုမတွေကိုအလကားမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေကိုမတွေကအစားအဆုံးလေးနားထောင်ပေးသွားပါဗီဒီယိုလေးကိုရစ်ကြည့်တာတို့ကြော်ကြည့်တာတို့မလုပ်ဘဲနဲ့အားလုံးပဲသေချာလေးနားလည်သွားအောင်လို့ပေါ့เนาะအစားဆုံးလေးနားထောင်ပေးသွားစေချင်ပါတယ်ကဲအဲ့တော့sorry ကဲတော့ကျွန်တော်ဒီနေ့တနင်္လာနေ့အဖွင့်နေ့မနက်ဈေးမှာတော့စောစောစီးစီးပေါ့နော်38ပါဝါကျသွားတယ်ကျွန်တော်ပြောခဲ့ရင်တော့ကျွန်တော်ဖောင်းရက်တွေခံထားတယ်ပြီးခဲ့တဲ့ဘက်က3ရက်တောင်ဖောင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘက်မှာအပူးပါဝါနက်ခတ်နော်ဒီအစောပိုင်းမှာဆင်းလာနေမယ်ဒါပေမဲ့ကိုလည်းရွေးထုတ်ခဲ့ပါတယ်ကျွန်တော်ပါဝါနဲ့ဆိုရင်16ပါမယ်35ပါမယ်ဒီမျိုးလေးရွေးထုတ်ခဲ့တယ်ပေါ့နော်ပါဝါကနန်းလေးလာနိုင်ဆိုင်ရှိလို့ပေါ့နော်ကျွန်တော်ရှင်းနေကြတော့ကျွန်တော်18ကိုပဲကိုကနက်ခတ်သွားပြီးတော့18ဆိုပြီးထုတ်လိုက်တယ်ပေါ့နော်အဲ့တော့ကြားချောင်သွားပြန်နေပေါ့နော်ဒီနေ့အဖွင့်နေမနေ့ဈေးမှာတော့နည်းလေးကြားချောင်သွားတယ်ကဲတော့ဘာမှစိတ်ပူနဲ့ကိုမတွေကျွန်တော်ညနေ4နာရီခွဲဈေးမှာအကောင်းဆုံးထပ်ပြီးစူးစမ်းပေးထားတယ်အဲ့တော့ကျွန်တော်ညနေဈေးမှာနော်ညနေစီမှာကိုမတွေထိထိမီလီကစားမယ်ကျွန်တော်အပူးတစ်ကွက်နဲ့ main ရောတစ်ကွက်ပေါ့နော်ညီကိုပေါ့ညီကိုပြောလို့ရတယ်ပေါ့နော်ညီကိုတော့မဟုတ်ဘူးပေါ့ sorry မှားလို့ညီကိုမဟုတ်ဘူးပေါ့နော်10ပြည့်ပေါ့နော်အဲ့တော့3ညဘရိတ်နဲ့ပေါ့နော်3ညဘရိတ်နဲ့ကျွန်တော်2ကွက်ပေါ့နော်2ကွက် share ဟောရမယ်ပေါ့နော်ညနေစီမှာ3ညဘရိတ်နဲ့ကျွန်တော်2ကွက်ကိုမတွေအတွက်ထိထိမီလီကစားမယ်2ကွက်နော် share ဟောရမယ်2ကွက်ရွေးပေးထားပါတယ်ကဲတော့ကျွန်တော်လုပ်ငန်းလေးစမယ်အားလုံးပဲကိုထဲအခုဒီ YouTube channel လေးကနေကိုမတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုကြည့်ရှုအားပေးနေကြတဲ့တဲ့မှာကိုထက်ကိုမမြင်မှုတွေ့ဘူးတဲ့ဆိုတော့ပေါ့နော်လူသစ်ကိုမတွေပါရင်လေကိုထဲရဲ့ channel လေးကို subscribe လေးနှိပ်ပေးထားကြဖို့မြတ်တရခံနေပါတယ်နော်အရင်နေ့အားပေးလာတဲ့ကိုမတွေကလည်း channel ကို subscribe မနှိပ်ရသေးတဲ့သူတွေရှိရင် channel ကို subscribe လေးနှိပ်ပေးထားကြဖို့အားလုံးကိုအထူးမြတ်တရခံနေပါတယ်ဗျာနော်ကဲအားလုံးလည်းကျွန်တော်လုပ်ငန်းလေးစမယ်နော်ကဲတော့ကျွန်တော်အားပေးနေကြတဲ့ကိုမတွေအားလုံးပဲဒီညနေ4နာရီခွဲဈေးပေါ့နော်တနင်္လာနေ့ညနေ4နာရီခွဲဈေးမှာအားလုံးပဲကိုထက်နဲ့အတူတူအားလုံးထပ်ပြီးတော့အောင်ပွဲလေးတွေခံနိုင်ကြပါစေလို့ကျွန်တော်အရင်ဆုံးစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗျာနော်ကဲအားလုံးပဲစာရွက်ကလေးတွေဘောပင်လေးတွေခဲတံလေးတွေကင်ပြီးတော့အားလုံးပဲ live မှတ်ပေးမယ်နော်ကဲအဲ့တော့ညနေဈေးမှာကျွန်တော်ဒီနေ့4နာရီခွဲဈေးပေါ့နော်တနင်္လာနေ့ညနေ4နာရီခွဲဈေးမှာရွှေကီး3လုံးအနေနဲ့ကတော့ကျွန်တော်3.1ကိုကီးကိုပဲပြန်ပြီးရွေးပေးထားပါတယ်နော်ရွှေကီး3လုံးအနေနဲ့3.1ကိုကီးပေါ့နော်3.1ကိုကီးကိုပဲကျွန်တော်ပြန်ပြီးရွေးပေးထားပါတယ်နော်ရွှေကီး3လုံးအနေနဲ့3.1ကိုကီးကိုပဲကျွန်တော်ပြန်ပြီးရွေးပေးထားပါတယ်နော်အဲ့တော့ဒီ3.1ကိုကီးရမှာ1 chain အနေနဲ့ရွေးထုတ်ပေးပါ1 chain အနေနဲ့သိကြပါတယ်ဆိုတဲ့ကိုမိုက်တွေ1ကို1 chain ကြိုက်ပါတယ်ဒီညနေစီမှာနော်1 chain အနေနဲ့ရွေးထုတ်ပေးပါဆိုရင်1ကို1 chain ကျွန်တော်ကြိုက်ပါတယ်နော်3.1ကိုကီးကိုအခွေအပူးမဖြစ်မနေထည့်ကစားပေးပါနော်ဒီ3.1ကိုကီးကိုထုံးစံတိုင်းပဲအခွေအပူးမဖြစ်မနေထည့်စော်ပေးပါနော်အခွေအပူးမဖြစ်မနေထည့်ကစားပါရွှေကီး3လုံးအနေနဲ့3.1ကိုကီးပါနော်3.1ကိုပါနော်အဲ့တော့ဒီ3.1ကိုကီးရမှာ1 chain အနေနဲ့ရွေးထုတ်ပေးပါဆိုရင်တော့ကျွန်တော်1ကို1 chain ကြိုက်ပါတယ်နော်ကဲတော့ဗရိတ်သမားလေးဗရိတ်တစ်ချက်ပြောမယ်ဒီညနေစီမှာဗရိတ်အနေနဲ့ပြောပါဆိုရင်တော့9-3 ညဗရိတ်ပါနော်ဗရိတ်သမားလေးတို့ဒီညနေစီမှာ9-3 ညဗရိတ်ပါနော်9-3 ညဗရိတ်ပါနော်ဗရိတ်ကစားခြင်းတဲ့သူတွေဒီညနေစီမှာ9ဗရိတ်3 ညဗရိတ်ကစားပါဗျာနော်ကဲအဲ့တော့ကျွန်တော်ထုံးစံတိုင်းပဲပေါ့နော်ဒီ3.1ကိုကီးရမှာ main ရော2ကွက်စီရွေးထုတ်ပေးပါမယ်ကျွန်တော်တို့ main ရော2ကွက်စီကတော့3ညနဲ့ပတ်သက်လို့အရင်ဆုံးပြောပေးမယ်နော်ကျွန်တော်3ညနဲ့ပတ်သက်လို့ရှိရင်3.2 3.9နော်3ညနဲ့ပတ်သက်တဲ့ main ရော2ကွက်က3.2ရယ်3.9နော်1နဲ့ပတ်သက်တဲ့ main ရော2ကွက်ကလည်း1.2ရယ်1.9ရယ်ပါနော်3.2 3.9 1.2 1.9 9နဲ့ပတ်သက်လို့ရှိရင်လည်း92ရယ်69ရယ်ပါနော်ကျွန်တော် main ရော2ကွက်စီပြန်ပြောမယ်ပထမ main ရော2ကွက်စီနော်3ညနဲ့ပတ်သက်ရင်3.2 3.9 1နဲ့ပတ်သက်ရင်1.2 1.9 9နဲ့ပတ်သက်ရင်တော့92 69ပါနော်ဒါ3.1ကိုကီးရမှာ main ရော2ကွက်စီပါနော်က
ကဲတော့ main ရောနှစ်ကွက်စီเนาะပထမ main ရောနှစ်ကွက်စီပြောပြီးဆိုတော့ကျွန်တော် domain အရင်3ကွက်ပြောပြပါမယ်เนาะเนาะ domain အရင်3ကွက်အနေနဲ့ကတော့39ရဲ့15ရဲ့95ရဲ့ပါเนาะပြန်ပြောမယ်เนาะ domain အရင်3ကွက်ကเนาะ domain အရင်3ကွက်ပါ domain အရင်3ကွက်အနေနဲ့က35ရဲ့15ရဲ့95ရဲ့ပါเนาะ domain အရင်3ကွက်က35ရဲ့15ရဲ့95ရဲ့ပါเนาะဒါကတော့ domain အရင်3ကွက်ပေါ့เนาะကဲတော့ကိုမတွေကိုကျွန်တော်ဒီညနေစီမှာ3ပရိတ်နဲ့အကြိုက်ဆုံးအထူး main ရောနှစ်ကွက်ပြောမယ်เนาะဒီညနေစီမှာ9-3 ပရိတ်ကိုမှเนาะ9-3 ပရိတ်ကိုမှကျွန်တော်ရွှေကီး3လုံးနဲ့ကနေရွေးထုတ်ပေးထားတယ်ကျွန်တော်အကြိုက် main ရောနှစ်ကွက်ပေါ့เนาะ main ရောနှစ်ကွက်အထူး main ရောနှစ်ကွက်ပေါ့เนาะအထူး main ရောနှစ်ကွက်အနေနဲ့ကတော့ဒီညနေစီမှာ19ဆိုတဲ့ကဏ္ဍရဲ့3-3ဆိုတဲ့အပူကဏ္ဍရဲ့ပါเนาะ19ရဲ့3-3ရဲ့เนาะဒီညနေစီမှာအကြိုက်ဆုံးအထူး main ရောနှစ်ကွက်เนาะ19ရဲ့3-3ရဲ့ပါเนาะဒါကျွန်တော်အကြိုက်ဆုံးအထူး main ရောနှစ်ကွက်ပါ19ရဲ့3-3ရဲ့ပါเนาะဒါကျွန်တော်အကြိုက်ဆုံးအထူး main ရောနှစ်ကွက်ပါဒီညနေစီမှာเนาะကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မနက်စေးကမရလိုက်တဲ့အတွက်ဒီညနေစီမှာ2ဆတိုးပြီးပြန်ယူမယ်เนาะကဲတော့ကိုထက်ကိုအားပေးယုံကြည်ပါတယ်ဆိုတဲ့ကိုမတွေကျွန်တော်လက်မလေးတယောက်ချက်စီနှိပ်ပြီးသွားမယ် channel subscribe လေးနှိပ်ပြီးသွားမယ် comment မှာစာလေးတယောက်တစ်ချောင်းစီဝင်ရေးမယ် okay လေးတွေမှန်သွားမယ်เนาะကဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ညကြရင်အားလုံးနဲ့ပြန်ပြီးဆုံကြပါမယ်ကိုမတွေအားလုံးပဲဒီညနေစီမှာတီမီမီနဲ့ပိုင်နိုင်လေးပေါက်ကြပါစေလို့ကျွန်တော်အားလုံးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာเนาะအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ拜拜ပါ